ဟုတ်တယ်အရင်တော့ဟာကျွန်တော်ပြင်ကြည့်ရတယ်ဟောအေးအရင်တော့ပြီးကြားကြလာပြီဟာရေးထားတာကြီးကိုဆရာစီကိုဖုန်းဆက်လာတာမျိုးရှိတာမိနစ်3မိနစ်တော့မနေ့ကတော့ဆက်တယ်မနေ့ကဆက်တယ်အဲ့ဒါတတင်းတော့ပါမမပါဘယ်လောက်တော့ဟိုငါတို့ကတော့မင်းဘယ်လောက်ဘတ်ဂျက်တုံးလဲဘတ်ဂျက်ကတော့ငါမသိကိုကတော့လက်ရှိ930မှာ40သုံးနေတာဟိုငါတို့စောက်ပြီးမှရှိတယ်မြန်မာထမ်းကောက်ရလားအေးမြန်မာတိုင်းရအဲ့ဒါမျိုးအဲ့ဒါတော့ငါတို့ကကျန်တဲ့ဟာတော့ဟောအဲ့ဘယ်လောက်ကတော့ငါတို့တင်ထားတာဘယ်လောက်ပုံမှန်တော့မသိသေးဘူးတင်ထားတာဟောပါကြီးတော့ငါတို့ဟောပါကြီးမင်းမလားဘောအဲ့တော့မမီးဟုတ်လားဒါတော့ဒီရကြားနေရလာငါးစားတယ်အဲ့ဘုံဘူးပြမင်းတို့အောက်ထပ်မှာလည်းတရင်သမားရောပါအကုန်လုံးတောက်ပုံရိုက်နေကြတာမင်းတို့ပါတော့မသိဘူးခုနောက်တစ်ခုဒီတဲ့ဆိုတော့ငါတို့ခေါ်ဖို့ရှိသေးတယ်မင်းတရင်သမားတွေဟုတ်ကဲ့ဘာလို့ဆိုတောင်းပန်နေပြီးသွားပြီဟုတ်ကဲ့တောင်းပန်နဲ့ပတ်သက်ပြီးတော့ဟာကားမျိုးမှာတောင်းပန်နဲ့ပတ်သက်ပြီးတော့မှမြို့ပြဆိုင်ရာစီမံကိန်းရေးဆွဲပြီးသွားပြီရေပုံထုတ်ပြီးသွားပြီနော်ရေပုံထုတ်ဘယ်နေရာမှာကြောင်းဘယ်နေရာမှာစေဘယ်နေရာမှာလူနေဆိုတော့ပုံညာအကုန်လုံးထုတ်ပြီးသွားပြီအဲ့ဒါကိုငါတို့ဒီဟိုပါဘောဥမသာအလိုလူလည်းမစုံလို့ရှိရင်ဒီတောင်းပန်နဲ့ပတ်သက်ပြီးတော့မင်းတို့ချပြမယ်ဖေးသွားဖေး4နေရာရှိရပါဒီ4နေရာမှာငါတို့အကောင့်တွေပုံမဲ့ရည်ရှိပေါ့နော်တောင်းပန်နဲ့ပတ်သက်ပြီးတော့မြို့ပြစီမံကိန်းနဲ့ပတ်သက်ပြီးတော့ဘာရလုပ်မယ်ဆိုတာရှိတယ်အဲ့ဒါလည်းမင်းတို့ဟိုသတင်းလိုချင်တယ်ဟိုဘာဖြစ်တယ်ဆိုရင်တော့ပေးလိုက်ဟုတ်ကဲ့လာခဲ့လိုက်မယ်နော်ကိုယ်လည်းရှိတယ်ငါမှရှင်ငါပေးလိုက်မယ်ဒါဘယ်ဘက်မထွက်သေးဘူးဟုတ်ကဲ့ဒီနေ့မှဥယျာဉ်ပွဲပြန်သွားတာနော်အဲ့တော့ခုနကဒီတင်းရဟိုမင်းတို့အဲ့ဘဝဒီပုံစံဒီအစင်ကလေးတက်လာကြတဲ့ icon မြန်မာတိုင်းဒီရောကွာဟုတ်တယ်ဘာကြောင့်အကုန်လာကြတော့အားလုံးကအစင်ပြနေတဲ့ဟိုနဲ့တွားတယ်အဲ့ဒီအချိန်မှာပဲတစ်ဖက်ကအရန်အနေနဲ့ပုံနဲ့ကြီးလာတယ်ဆိုတော့အားလုံးကလက်နေကြတာဟုတ်တယ်နားနေပြောအစကလည်းဒီတိုင်းပဲအစကတစ်မျိုးနဲ့တည်ပြီးနေတာဟုတ်တယ်မလားဘုမထားရုံနဲ့တည်နေတာဒီပုံမဲ့မင်းကလည်းဒီပုံအဲ့အကြောက်ကြီးနေတာပဲဒီပုံကတခုတော့ရှိရပါကွာတူတက်ပတ်ကြည့်တော့နည်းနည်းများတော့ပါကွာဒီအယောင်ကဘာဖြစ်လို့သူတို့ကြိတ်တယ်လို့ဖြစ်စင်တော့မသိဘူးလို့ကကွန်လာဘယ်လိုတောက်မကြိုက်ဘူးဘယ်လိုတက်လာအဲ့လိုဟုတ်တယ်အင်တာနက်မှာတင်ထားတဲ့အတိုင်းကျွန်တော် print ထုတ်လာတာဒီပုံမဲ့လေ0တော့အားတယ်ဟုတ်တယ်ဗျာဒီမှာပြောရဲငါပြောမယ်ပုံမဲ့အဲ့ဒါကျေးဇူးကောင်းတာမှန်တယ်ဒီပုံလာရတာတော့တို့အစိုးရပဲပြီးတယ်ဒါလေအဲ့လိုမျိုးများနေအစိုးရကအစိုးရပဲနေတော့ထုတ်တယ်ဟာပဲဒီအစီအမံမှာဘုံတို့သေးသေးစီပီဒီထဲမှာဟုတ်လားအားလုံးကဒီကြိုကြက်ပဲစီဘာကြောင့်ဖြစ်တယ်ဒီမှာလေသူတို့ရဲ့မြေဟိုပါဟုတ်ကဲ့သူကောင်းတာဦးဝင်းမြင့်ပေါ့နော်ဘုံမိတဲ့ပြန်ရှင်နော်ဦးဝင်းမြင့်ကောင်းဆောင်တော့ဘုံမိတဲ့လေးရတဲ့တတတုစာပွဲဦးစီးဌာနနေမြန်မာနိုင်ငံဘုံမိသိပ္ပံအတင်းရနေပြီးတော့ဒါကိုအားကားမျိုးလာတော့ပြီးတော့ဘုံမြင့်ဆိုင်ရာမှာမင်းတို့ရေးချင်းတွေကြတော့တော်ရက်တော့အကြံပေးပဲသူကအဖွဲကောင်းဆောင်ဒါပေမဲ့တရားဝင်တာဒီတာဦးဝင်းမြင့်တရားဝင်ဘယ်လိုပြောမလဲခေါင်းဆောင်ရတော့ဒီပေါ့နော်ဘုံမိပေတာပညာရှင်နော်ဘုံမြန်မာနိုင်ငံဝတ္တတော်ပြောင်းသမဏမနာဆိုမဲ့ဘာလို့ဝင်နေတာလဲဘုံမျိုးရာလေးလာရေးနေတာတတ်လို့ဆိုဦးစီးဌာနမှာဒုတိယညွှန်ကြားမှုနော်ဟုတ်ကဲ့ဟိုဘာဦးဝင်းမြင့်ကောင်းဆောင်တော့အဖွဲ့နေမြန်မာနိုင်ငံဘုံမျိုးပြည်သားဒီမှာဟာကားမျိုးရဲ့သဘာဝပြီးရတဲ့ပတ်သက်ပြီးမျိုးတောင်းတဲ့ပိုင်းလေးလာတဲ့အစင်ကစားကိုနော်လာတော့တိုင်းလာပြီးစစ်စစ်ခဲ့တယ်ဒါကြောင့်ဒီအစင်ကစားကိုဒါနဲ့ထုတ်ပြန်တယ်ထုတ်ပြန်တဲ့အခါမှာခုနပြောတဲ့တရားကြီးပေါ့နော်၄နေရာရှိတယ်အဲ့တော့၄နေရာထဲမှာဟိုပါပေါ့အနေစုံတော့ကောင်းတဲ့ဟာဒီခုနပြောတဲ့ဒီနံပါတ်၄နေရာဖြစ်တယ်ကျန်တဲ့နေရာတွေကတော့တချို့နေရာတွေပြီးတယ်အတင်းတင်းတော့ရှိတယ်ဒါပေမဲ့အစိုးရနေရာတွေမျိုးဟောနေခုနပြောတဲ့တကယ်တမ်းဘုံမိတိုင်းဘောရဲ့အနေအထားတော့လူမိတိုင်းမတင်ဘူးဆိုပြီးသူကဟုတ်တယ်မလားအဲ့ဒါဆိုပြီးရေးလို့ရတာဒါပဲလေခုနဟာတပူချင်းရေးချင်တယ်ဆရာဒီ page ကဒါရမရိုင်းနဲ့လေဒါရရှိရဒါရအောင်ရလားကာပါတယ်ကာပါဟောအေးမဟုတ်လားကဲဒါရတရားဝင်တာပဲဒါတရားဝင်ပြီးတာလေဟာဒီဘောဝင်ကြီးတာဆောက်ကြတော့ကျွန်တော်တို့တော့တစ်စင်မှာဒါမင်းတို့လည်းဘောဖြစ်မှာဟာကားမျိုးနဲ့ပတ်သက်ပြီးတော့ဟုတ်တယ်ဒီမှာလေးသူတိုင်းဟာကားကံကနာမနာမြေလွယ်မျိုးဒီမှာဟုတ်လားအကုန်လုံးတော့ဖြစ်ပေါ်အကုန်လုံးသူပြိုစားပျက်စီးရဟာတော့အကုန်လုံးတိုင်းတာပြီးသူတို့နော်ဒီမှာတို့တိုင်းတာလည်းပုံနဲ့ဟုတ်လားဟုတ်ဒီမှာလေအဲ့ဒါပြောင်းရွှေ့သွားနေနေတာစမ်းတဲ့ကိုလက်ရှိငါတို့ဒီလက်ရှိ၄နေရာတော့မလို့မြေနေရာအကုန်ပြန်တိုက်ပြီးပဲနေရာတော့အန်ကေနေရအောင်ကိန်းမှုဆိုအောင်သူထုတ်ပြန်ထားတာဒီတော့မျိုးစုလောင်းတော့သူအကွက်တိုင်းထားတာဟုတ်တယ်မလားမင်းရတယ်လုံငုံနဲ့လုံခဲ့တော့များဟိုမြေပြိုတော့ဟာရေပုံမှန်လာတကင်းတက်လာပြီးတော့ဟာရှောက်ရည်နေတယ်မလို့မှာလေဒီမှာတပ်ဖွဲ့ကအဖြစ်ကြီးတပ်ဖွဲ့ကအကုန်လုံးအဲ့တော့ဒီဟာတွေကငါတို့အဲ့ဒါဒီမှာသူတို့ရဲ့ဟိုဟာသူတို့ဒါတော့သူတို့ရဲ့ဟိုဘုံမိသားရဲ့ပညာရှင်ရဲ့သူတိုင်းတာမှုတွေပေါ့ဟုတ်တယ်မလားဟုတ်ကဲ့ဒီမှာအကုန်အသေးစိတ်ပါတယ်အ
သေးစိတ်ပါတယ်ကားကအကုန်လုံးစားတော့လည်းဒီရဲ့အခုကိုလည်းရုံးတောင်းတဲ့အောက်ခြေတွေသူအကုန်လျှောက်တိုင်းတာအကုန်လုံးကြက်တော့ကြားလိုက်လေဒီမှာချင်းပြင်းတဲ့ဟာကပေါင်းဝင်ရဘုံမိသားကြီးအခြေပြနေတာဟာကတစ်မျိုးတော့ဟာကရဲ့ဘုံမိသားဟာကိုအဲ့ကြောင့်ကိုပုံထုတ်တာပေါ့ဒီမှာဒါကလေးလို့ဟုတ်လားအကလေးဝါမှာဖြစ်တဲ့ဟာတို့အရင်တော့ဖြစ်ခဲ့တဲ့နေရာလေးနဲ့ဒီဟာနှိုင်းရှင်ပြီးတုံ့တက်ထားတာဟုတ်တယ်ကျေးဇူးတင်ပါတယ်ဆရာအမင်းတို့ပြောတဲ့ခုနဖေသွားနေရဒီမှာအပိုင်းနှစ်နော်ဟုတ်၄ပိုင်းအပိုင်းဘို့နော်အပိုင်းတစ်ရဲ့အကြီးတူအကြီးချစ်တယ်အပိုင်းနှစ်ရဲ့အကြီးဒီမှာခုနပြောတဲ့ဒီမှာပါလေအားကားခွင့်လို့ပါတော့ခုံးပါတယ်ဒါအပိုင်းနှစ်နောက်ဆုံးဒီအတူရဲ့အချုပ်ကဒီမှာအားလုံးမြေကွက်ပေါင်းဘယ်လောက်လဲ823ခွက်နော်ပထမဆင့်မြေကွက်ရေးဆွဲရင်60ပြည်119ခွက်60ခြေစံ119ခွက်60ပြည်189ခွက်160ဒုတိယဆင့်400စုစုပေါင်း823ခွက်ပေါင်းမယ်ဒါလက်ရှိစောက်ပြီးတဲ့အိမ်ပုံလေးအဲ့မှာဒီမှာလာတစ်မျိုးလုံးဟာကားမျိုးရတာဒါအပိုင်းနှစ်ခဏလေးအပိုင်းတော့တစ်ခုတည်းပေါင်းထားလာရှိပြီးရပါဘယ်လောက်အဲ့ဒီနေ့လုံးလေးပေါင်းပြီးသားထင်တယ်ခုလုံးပေါင်းလာတာရှိပြီဒီဆိုပြီးတူပဲရှိရတယ်နဲ့နေရပဲပိုင်းတီပိုင်းနေပဲဒီနေရရဲ့ဒီနေရရဲ့ဒီနေရအေးဟုတ်တယ်နော်ဟိုလမ်းပဲဖက်နေရပါဒါတန်တော့930လောက်လာပုံရည်ဒါပိုင်းနေအခုနောက်ထပ်အခုဆွဲပြီးထားတာဟုတ်လားအပိုင်းနှစ်အပိုင်းတစ်ဟုတ်ဒါအပိုင်းတစ်လေးနေရာမှာလေးနာ2နေရာဒီခွက်ဆွဲတာဒီမှာခေါ်တော့ဒါဆောင်းနေတဲ့နေရာညအပိုင်းတစ်တကားတွဲပြီးတာဒါတွဲလေးဟုတ်တယ်ဒါအချုပ်ဒါတော့တမျိုးလုံးလက်ရှိဟာခါနဲ့သူ့တည်နေရပေါ့ဒီအစ်လုံးနေတယ်ကျန်တဲ့စီမံကိန်းအပိုင်းတစ်ဒီဘက်အပိုင်းနှစ်ဒီဘက်2နေရာပေါ့2နေရာဆွဲမှာပေါ့2နေရာကိုဆွဲထားတာလားဒီမှာနှစ်နော်ရေးရတယ်လားအဲ့တော့မင်းဟိုမြေစင်းကိုခေါ်ပြီးဒီပုံကြီးညမြေစင်းကိုလုပ်ပြီးဒီပုံကြီးကိုညတော့အတိုင်းဝင်တယ်ဒီဘုံလိုမြေစင်းကိုခေါ်ပြီးဒီအားဒီလိုပုံကြီးထုတ်ရအောင်မယ်ထုတ်ပြီးရှင်းရအောင်ဒါလာကိုလည်းရှိအိတ်ကွက်တွေကိုခြာထားမယ်နေရတယ်ဒါအဲ့မှာဒီမှာပါတယ်ကွာမင်းတို့ကနာပါတယ်ကိုဆိုအားသာခွင်းလို့ပါလို့ပါအကုန်လုံးဒီတိုင်းမှာထည့်ထားဆေးရုံလို့အကုန်ရထားပြီလားနော်ဒါဒီကငါပြောသလိုပေါ့တို့ကရမ်းပြီးလို့မရဘူးဒါမျိုးပြတဲ့ဟိုဘောတော့မျိုးပြတဲ့သားခွင့်မျိုးပြတဲ့အိုးရင်ခွင့်မျိုးဒါလားဆောက်လို့ကုန်နေတာဒါဆွဲပေးရတာဒီဇိုင်းဆွဲရတာဟိုဘောစကူတဲ့ထည့်ဆွဲလို့ရတာဟုတ်တယ်ဒါတို့ဒီတို့ဆွဲပေးတဲ့ဒီဇိုင်းပေါ်မှာငါတို့ဒါဒီအိမ်နေချမှာလည်းခုနပြောတဲ့ဟိုထားဆိုတာရေဟိုဘောဒီရေအတွက်ထားလိုက်နေရပါတော့ဟောလာစားလို့ဒီဘက်ပြတာအေးရတော့3လက်မကတည်းကဒါမျိုးကြီးဒီရေကွက်တွေရေပြင်းနေအေးရရတယ်တော့ဒီမှာဆိုကြောင်းဒီဘက်မှာဆိုဒါရဲစခန်းဒီမှာရဲကတာအပန်းပြေဦးရင်နောက်တော့ဒီကစီးနောက်ဒီဘက်မှာရှိသေးတယ်ဒီမှာပါစီတီမော်ဟိုရှိသေးတယ်အားသာကွန်းဘာမှရှိသေးတယ်အခုဒီပလန်တိုင်းမှာပုံမှာပဲလမ်းလည်းခုဒီတိုင်းမှာထိုးမှာပဲနော်လမ်းဟောပါထိုးမှာတော့ဒါပဲပြီးအတကောင်ခုနပြောလို့အဲ့မင်းတို့တင်းသမားတွေရောမျိုးလို့ဒါဟိုရှင်းပြအောင်တည်ရမှာဟုတ်လို့တော့တယ်တော့ဝန်ကြီးတွေလည်းမဆုံးသေးဘူးပေါ့လေနေရတော့မသိချင်ဘူးဒီလူဦးကတော့တရားဝင်ကြီးဆုံးတဲ့ချိန်မှာဒါတရက်လောက်မှာပေါ့လေရောဒီပုံကြီးကိုလည်းပို့ထိုးဒီ site တွေပဲလေရေစီးခိုင်းရအောင်ဒါပြန်လာကြအပိုင်းနဲ့ဒါဟိုဟာပဲပိုင်းရှုပ်ပဲဒီလူလမ်းဘက်ပဲအကုန်ဒါအပိုင်းဒီဘက်ကမလို့စီကောင်းကုန်ကအပိုင်းတစ်ဒါစီကောင်းကုန်ကအပိုင်းတစ်နော်ဆရာကျေးဇူးပြုတော့တချို့လို့ထပ်နေလို့ရတဲ့နေရာထက်မနေလို့မရတဲ့နေရာပုံများနေပြီအနေရတဲ့နေရာမရပါဘူးအဲ့ဒါဘယ်လိုပုံကြည့်ပြီးပြောတာဘာသူဘောလျှောက်ပြောတာမဟုတ်ဆရာကပြောတယ်လို့ကြီးတယ်လေဆရာဟုတ်ရနော်ဒီမှာနေလို့ရတဲ့နေရာနဲ့နေရာထက်နေလို့မရတဲ့နေရာအနေများတဲ့နေရာပုံများနေတယ်လို့ကြီးထားတယ်အဲ့ကောင်ကမင်းရတယ်အဲ့ဒါပြောရဲဆိုတာခုနပြောလို့ပဲမျိုးရဲ့ဟာကိုပြန်ကြည့်ကြည့်လိုက်လေကုလူဟာကုဘလို့ဘယ်လေရောက်ကပြောင်းလာလဲဆိုလေးရက်ွက်မလားကိုလက်ရှိနေတာကြည့်မယ်ဆိုမရလေလက်ရှိကမျိုးဟောင်းမျိုးဟောင်းရဲ့ကြောဘုတ်ရဲ့နောက်ပြီးတော့ပါပြည်တော်တာပါသေးလားပြည်တော်တာမပါဘူးပြည်တော်မပါဘူးဈေးဟောင်းတော့ဈေးပါမှာပေါ့ဟုတ်တယ်မဟုတ်လက်ရှိအနေထားတော့နေလို့ရတဲ့အနေထားတဲ့
ပြောဆိုလိုတဲ့တပည့်ကလက်ရှိပြောင်းရွှေ့သွားမယ်ဒါပေမဲ့လက်ရှိတချို့နေရာတွေကအနေရှိနေရာတွေရှိတယ်ဒါတွေကလည်းရေရှည်မှာတော့ဘာပဲပြောဒီမျိုးကွက်ဘယ်နဲ့ချပြီးရင်တော့တချို့နေထိုင်ရမသိတဲ့နေရာတွေလေဟိုပြောင်းရွှေ့ပြရမှာပဲဒီသဘောပဲလေနောက်ကတော့ပြောင်းရွှေ့ဘယ်နောက်မှပြောင်းရွှေ့ပြရမှာမှန်တယ်လေမင်းကဒီမှာကြည့်ပါလားမင်းသူ့ရဲ့မင်းကဟိုဒီမှာအမြင်ဟောတော့ဒီဘက်ကဒီထဲမှာတော့လက်ရှိပြောင်းလိုက်တယ်မှာအကုန်လုံးမပါနိုင်ဘူးတချို့ကကြံနေဟုတ်တယ်ဒါပေမဲ့သူ့ရဲ့ဘုံမှုသဘောတရားရတော့ဒီနေရာတွေကအနေရှိရနေရတော့ဒီအင်းကြီးနေရတယ်ဒီမှာဟုတ်တယ်ခင်ဗျာvery high ဖြစ်တယ်ဟုတ်ဘူးလားဒါပေမဲ့လူကခုနပြောဒါပေမဲ့ဒီထဲမှာဒီအနီအားလုံးနဲ့မလို့အားလုံးမပြောင်းဘူးဟုတ်တယ်သူကတော့ရေးတာရဲရှိအခုလက်ရှိမြေပြကြားနေတဲ့ခဏမကြာခဏဆက်လက်မြေပြဆိုတော့တော်တော်နေရာပြနေထိုင်နေတာဖြစ်တယ်ဆိုတော့လက်ရှိအနီရောနော် very high ဆိုတာအနီရများလည်းဒီဘက်ချမ်းလုံးကမြို့ဟောင်းဘက်ပါဒီဘက်အားရဟောဖြစ်နေလူနေထိုင်နေရှိနေတယ်သူဘောပေါ့တယ်ပေါ့တယ်အဲ့ဒီဘက်ကတော့ကိုပြောနေတယ်ခုနဒါမဲ့ခုနပြောတယ်အမြင့်ဆိုတာဒီ line ပေါ့နော်ဟိုလက်ရှိဒီအနီမျိုးဒီ line တွေပေါ့နော်ဒီ line တွေကဒီဘက်တက်ဆောက်လို့မဖြစ်နေတာဟုတ်ကြည့်ပါဒီဘက်ချမ်းနေရှိတယ်ဒီတော့ချမ်းဟုတ်တယ်ပါအဲ့တော့ပြန်ကြည့်လိုက်ရင်အနီနဲ့အစိမ်းတော့များများအနီနဲ့အစင်းကအနီဒီကောင်လေးကဒီကောင်အနီဆိုဒီမသိလုံးဝမသိတာပါတယ်ဒီကောင်ပါတယ်လေဒီခဲရောင်တိုင်းပါတယ်အဲလူမီနီယာရဲ့ပါပါပေါ့ဒီကောင်ကြရေးရတယ်လေမြေပြိုးမွေးရဆန်တော့တခုလေဒုကူလူဒုံတောင်ပြူလူပေါ့ကွာဟုတ်ကဲ့လိုရတဲ့တိုင်မွေးပါလို့ရှိရင်ပေါ့သူကကြာရင်တော့နောက်ဆက်တဲ့ခါစားနေဟုတ်တယ်မလားဒီကောင်တော့အသိနေရှိတာဒီကောင်တော့ဝါရရဟုတ်ကဲ့ဒီနေရာခုနပြောတဲ့နေထိုင်တဲ့လက်ရှိဒီနေရာအနီးမှာရှိတဲ့နေရာတွေကတော့ဒါကတော့ဆိုလိုတဲ့သဘောကသူတို့သဘောပေါက်တူအစာကြောင်းတူတယ်တူမှာပေါ့လက်ရှိဒီအနေနေရာတွေကတော့နေထိုင်ရမသိဘူးဒီမှာရှိရဟာတွေကတော့ကြောက်ရှိပြီးတဲ့ဟုတ်ဘူးလား